မင်္ဂလာပါ tutorial 9 မှာကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ TikTok Lite account ဟောင်းနေပါပေါ့နော်ကျွန်တော်တို့ point ယူလို့မရဘဲနဲ့ဒါလူအများခေါ်ကြတဲ့ FAQ လို့ခေါ်တဲ့ error လေးဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာလေးကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်တယ်အဲ့လိုမျိုး FAQ error မိနေပြီဆိုရင်ကျွန်တော်တို့အဓိကလုပ်ရမယ့်အချက်ကတော့ပထမဆုံးကိုဖုန်းရဲ့စင်ကတ်တွေကိုအရင်ထုတ်လိုက်မယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကိုဖုန်းကို reset ချရမယ်ပေါ့နော်reset ချတဲ့နေရာမှာကျွန်တော်တို့တစ်ခုအရေးကြီးတာကဘာရှိမလဲဆိုလို့ရှိရင်ကိုဖုန်းရဲ့အရေးကြီးတဲ့ဒီ content လိုမျိုးတခြားအရေးကြီးတဲ့ data တွေကိုကျွန်တော်တို့ backup လုပ်ထားဖို့တော့လိုတယ်အဲ့ဒါပြီးမှကျွန်တော်တို့ဖုန်းကို reset ချပါလို့ကျွန်တော်ဒီမှာအကြံပေးခြင်းတယ်ပေါ့နော် okay အဲ့တော့ဒီဟာလေးတွေကိုအဆင်ပြေတယ်ဆိုတော့ကျွန်တော်အခုပြောမယ့်နည်းလမ်းအတိုင်းလိုက်လို့ရတယ် okay အဲ့တော့ကျွန်တော်တို့ဖုန်းကို reset ချမယ်ပေါ့နော်reset ချမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကိုဖုန်းထဲမှာဝင်ထားတဲ့ Gmail account မှန်သမျှကိုကျွန်တော်တို့အရင်ဆုံးတွားပြီးတော့ remove လုပ်ဖို့တော့လိုပါတယ်အဲ့တော့ဘယ်လိုမျိုး remove လုပ်မယ်ဆိုရင်တော့အခုကျွန်တော်ပြောတဲ့အတိုင်း setting တွေကိုတွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာအောက်ထပ်မှာ account ရဲ့ synchronize ဆိုတာလေးကိုဝင်လိုက်မယ်အဲ့ထက်မှာကျွန်တော်တို့ဒီမှာ Google ဆိုတာရှိလိုက်မယ် Google ကိုနှိပ်လိုက်ပြီးရင်ဒီမှာကိုဝင်ထားတဲ့ Gmail တွေတွေ့ရလိမ့်မယ်အဲ့ဒါတွေကိုကျွန်တော်တို့ကဒီအောက်ကအစစ်လေး30ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ remove account ဆိုတာရှိမယ်သူ့ကိုနှိပ်လိုက်ပြီးရင် remove account ကိုထပ်နှိပ်ပေးလိုက်ပါအဲဆိုရင်ကိုဖုန်းထဲမှာ Gmail တွေထွက်သွားလိုက်မယ်ပေါ့နော်အဲ့တော့ကိုက account တွေ Gmail account 3-4ခုလောက်ဝင်ထားတယ်ဆိုတော့အဲ့ဒါတွေမကုန်မချင်းအခုနီးလန်းအတိုင်းကျွန်တော်အရင်ဆုံး remove လုပ်ပါဒီမှာဘာ Gmail account မှာရှိမနေတော့မှကျွန်တော်ဖုန်းကို reset ချပါမယ်ပြီးရင်တခြားမိဖုန်းတွေပါတယ်ဆိုရင်လည်းဒါကျွန်တော်တို့မိ account တွေပါတယ်ဝင်ထားတယ်ဆိုရင်အရင်ဆုံး remove sign out လုပ်ပါအဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဖုန်းပြန်တက်လာတဲ့အချိန်မှာဒီ password တွေလိုပါလိမ့်မယ်အဲ့ဒါတွေရင်စစ်ဆေးပါပြီးသွားပြီအဲ့ဒါတွေအားလုံးဆင်ပြေပြီဆိုတော့ကျွန်တော်တို့ reset ချတဲ့အဆင့်ကိုသွားပါမယ် reset ချဖို့တော့လွယ်ပါတယ်ကျွန်တော်တို့ဒီဖုန်းရဲ့ကျွန်တော်ဒီမှာဆိုရင် about ဖုန်းနဲ့ကိုသွားမယ်ဒီမှာကျွန်တော်တို့ backup နဲ့ reset ဆိုတာရှိပါတယ် backup reset ကိုသွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ erase all data factory reset ပေါ့နော် factory reset ဆိုတာကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ reset phone ဆိုတာကိုနှိပ်လိုက်ပါ okay ဒါဆိုရင်ကျွန်တော်တို့ဖုန်းကကျွန်တော်တို့ဒါ reset လုပ်လိုက်ပြီပေါ့နော်အဲ့ပြန်တက်လာတဲ့အချိန်မှာကျွန်တော်တို့ဘာတွေလုပ်ရမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြသွားပါမယ် okay အဲ့တော့ဖုန်းကကျွန်တော်တို့ reset ချပြီးလို့ပြန်တက်လာပြီဆိုရင်တော့အရင်ဆုံးကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ဖုန်းရဲ့ region ကိုတွားပြီးတော့ပြောင်းရမှာဖြစ်တယ်အဲ့ဒါကျွန်တော်တို့ဒီ setting ကိုတွားမယ် setting ကိုတွားပြီးတော့ကျွန်တော်တို့ဒီမှာ additional setting ဆိုတာရှိပါတယ်အဲ့ထဲဝင်မယ်ပြီးရင်ဒီမှာ region လက်ရှိမှာကျွန်တော်မြန်မာပမာဆိုပြီးတော့ဖြစ်နေလိုက်မယ်အဲ့ကောင်လေးကိုနှိပ်လိုက်မယ်အဲ့ဒီ region နေရာမှာကျွန်တော်တို့ကဂျပန်ကို search လုပ်ပြီးတော့ဂျပန် region ပြောင်းပေးလိုက်ပါအဲ့ဒါမှာဂျပန် region ပြောင်းလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ region မှာဂျပန်ဖြစ်သွားပြီပေါ့နော်ပြီးသွားရင်နောက်တစ်ချက်ကဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီ date and time ကိုသွားမယ်အဲ့တော့ date and time မှာကျွန်တော်တို့ဒီ automatic date and time ကိုကျွန်တော်တို့ off မယ်ပြီးရင် automatic time zone ကိုလည်းကျွန်တော်တို့ off ပေးထားရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ select time zone နေရာမှာရန်ကုန်ဆိုတာဖြစ်နေတယ်အဲ့ကောင်လည်းကျွန်တော်တို့ကနှိပ်ပြီးတော့ကျွန်တော်တို့ကဘာပြောင်းမလဲဆိုရင်ဂျပန်ကိုပြောင်းပေးရမယ်လောက်ရမယ့်အချက်တွေကတော့အတူတူပဲကိုယ့်အကိုဖုန်းထဲမှာတစ်ချက်လိုက်ရှာကြည့်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဂျပန်ဆိုတာကိုရေးလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီတိုင်းစုံမှာလည်းပဲဂျပန်တိုင်းစုံဖြစ်သွားပြီပြီးသွားရင်နောက်တစ်ခုကကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကိုဖုန်းရဲ့ location ကိုပိတ်ရမယ်အဲ့တော့ကျွန်တော်တို့ဘယ်ကနေသွားမလဲဆိုတော့ဒီ password ရဲ့ security တွေကိုဝင်လိုက်မယ် password ရဲ့ security တွေဝင်ပြီးတော့ဒီမှာကျွန်တော်တို့ location ဆိုတာလေးရှိလိုက်မယ်အဲ့ကောင်လေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော် location asset မှာ on ထားတာဖြစ်နေမယ်အဲ့ကောင်ကိုကျွန်တော်တို့ off ပေးလို့ရတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီအချက်တွေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ရေတော့ကိုယ့်ရဲ့ဖုန်းကို Wi-Fi ချိန်လိုက်မယ် Gmail account ကိုဝင်မယ်ပြီးရင်ကျွန်တော်တို့ VPN ထောင်းမယ်ပြီးရင်ကျွန်တော်တို့ TikTok Lite application ထောင်းမယ်ပြီးရင်ကိုယ့်ရဲ့ TikTok Lite account ဝင်ပြီးတော့ဒါကျွန်တော်တို့ point ပြန်ယူကြည့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာ Wi-Fi ဖွင့်လိုက်မယ်ကိုယ့်ရဲ့ Wi-Fi ချိန်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကိုဖုန်းမှာ Wi-Fi လည်းချိန်ပြီးသွားပြီချိန်ပြီးသွားပြီဆိုရင်ရေဆုံးကျွန်တော်တို့ဒီ software တွေတောင်းဖို့ရအတွက်ကျွန်တော်တို့ Play Store ကိုသွားမယ်
ဒီမှာကျွန်တော်တို့ Gmail account တစ်ခုနဲ့ sign in လုပ်ပေးရမယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာ Gmail account ကို sign in လုပ်ပါမယ် password ကတော့ဒါကို Gmail account ရဲ့ password ကိုရိုက်ပေးရမှာပါအားတော့ထုံးစံတိုင်းပေါ့နော်ကို Gmail account ဝင်တဲ့အတိုင်းဝင်သွားပေးလိုက်ကဟုတ်ကဲ့ဒါဆိုရင်ဒါကျွန်တော်တို့ Gmail account တစ်ခုရှာသွားပြီအဲ့တော့ဒီနေရာမှာအရင်ဆုံးဘာလုပ်ရမလဲဆိုရင် VPN ကိုအရင် down မယ်ပေါ့နော်ကိုစင်ပြေရကိုနဲ့တက်ရ VPN down လို့ရတယ်ဒါပေမဲ့ကိုသုံးမဲ့ VPN မှာဂျပန် location ပါတယ် VPN ဖြတ်ဖို့တော့လိုတယ်ကျွန်တော်ဒီမှာတော့ C4 နဲ့လုပ်ပြသွားပါမယ် C4 Pro VPN ကိုကျွန်တော်အရင်ဆုံး down လိုက်မယ်ပြီးရတော့ open ကိုနှိပ်လိုက်မယ်အဲ့ဒါကတော့ asset ပေါ့နော်ဒီကောင်ကတော့ no နှိပ်လိုက်မယ်အဲ့အရင်ဆုံး C4 ကတော့သူကဒီမှာဆိုရင်ကျွန်တော်တို့ဒီ location ကကျွန်တော်တို့ဆက်စအုပ်ဆုံးချိန်တဲ့အချိန်မှာသူကရွေးလို့မရသေးဘူးအရင်ဆုံးကျွန်တော်တို့ဒီ stack ကိုနှိပ်ပြီးတော့သူ့ရဲ့ location တစ်ခုခုနဲ့အရင်ဆုံးကျွန်တော်တို့ VPN ကိုချိန်လိုက်ပေါ့နော်သူ auto ပေးထားတဲ့အနေနဲ့ပြီးရင်ချိန်ပေးလိုက်မယ် VPN ချိန်သွားပြီပေါ့နော် VPN ဒီမှာချိန်သွားပြီဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီမှာ Japan region သူ့ကိုပြန်သွားပြောင်းရမယ် C4 နဲ့ကိုပြန်ဝင်လိုက်မယ်ဒီကျွန်တော်တို့ဒီ select server region ပေါ့နော်အဲ့ကောင်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီထဲမှာ Japan ကိုရွေးပြီးတော့ကျွန်တော်တို့ location ပြန်ချိန်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာ VPN မှာသွားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ Japan location နဲ့ကျွန်တော်တို့ဒီမှာ VPN က connected ဖြစ်သွားပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကိုဖုန်းကကြာကျွန်တော်တို့ Japan VPN ချိန်သွားပြီချိန်သွားပြီဆိုရင်ကျွန်တော်တို့ဒီ Play Store ကိုတစ်ချက်ကျွန်တော်တို့ clear data လုပ်ဖို့လိုတယ်အဲ့ဒါမှမဟုတ်ဒီတိုင်းဝင်ရင်ကျွန်တော်တို့က Japan region မဟုတ်ဘဲနဲ့ကျွန်တော်တို့ကမဟုတ်တဲ့အတွက်ဒီ TikTok Lite က download မရပဲဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က VPN ချိန်ပြီးသွားရင်ဒီ Play Store လေးပေါ်မှာတစ်ချက်ဖိပြီးတော့ကျွန်တော်တို့ဒီ application info တွေကိုသွားလိုက်မယ်သွားပြီးတော့ဒီမှာ clear data ဆိုတာလေးရှိရဲအဲ့ကောင်ကိုကျွန်တော်တို့ clear all data လုပ်လိုက်မယ်ဒါကျွန်တော်တို့ Play Store ကို clear all data လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုပြန်ထွက်မယ်ပြီးရင် Play Store ကိုပြန်ဝင်လိုက်ပါโอเคဒါဆိုရင်ကျွန်တော် Play Store မှာဒါကျွန်တော်တို့ဒီမှာစာတွေကစဒီဂျပန်စာလေးတွေနဲ့ကျွန်တော်တို့ဒီတချို့ application လေးတွေတွေ့လာရမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ TikTok Lite ကိုအဆင်ပြေပြေ download ရပါပြီဒီအောက်မှာဆိုရင်ဒါကျွန်တော်တို့ဒီမှာ TikTok Lite ဆိုပြီးတော့တွေ့နေလိုက်မယ်သူ့ကိုနှိပ်လိုက်နှိပ်ပြီးတော့ဒါကျွန်တော်တို့ install လုပ်ပေးလိုက်ပါโอเคအဲ့တော့ကျွန်တော်တို့ Play Store ကနေ TikTok Lite application ကို download လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့သူ့ကိုဖွင့်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ account login ဝင်ဖို့ရအတွက်ကျွန်တော်ဒီ profile လေးကိုနှိပ်လိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ဒီအပေါ်ဆုံးက use phone email ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ email နဲ့ login ဝင်မှာဖြစ်တဲ့အတွက်ဒီဘက်က email ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ကို TikTok Lite account ဖွင့်ထားတော့ကကျွန်တော်တို့ email ကိုရိုက်ထည့်ပေးလိုက်ပါပြီးရင်ဒီနေရာမှာသူကဒီကိုရဲ့ email တွေကိုသူကကုတ်လေးပို့ပေးပဲပေါ့နော်အဲ့ဒီကုတ်လေးနဲ့ရိုက်ထည့်ပြီးတော့ရှေ့ဆက်သွားလဲရတယ်ဒါမှမဟုတ်ရင်ကို TikTok Lite account ဖွင့်တော့ကသုံးထားတဲ့ password ကိုရိုက်ထည့်ပေးလဲရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီ email ထဲဝင်လာတဲ့ကုတ်လေးကိုရိုက်ပြီးတော့ရှေ့ဆက်သွားလိုက်ပါမယ်โอเคပါအဲ့တော့ကျွန်တော် TikTok Lite account မှာ FAQ အဲ့ဒါမိနေတဲ့သူတွေအတွက်ဒီနည်းလမ်းလေးအတိုင်းစမ်းကြည့်ပါအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်